stream မိုင်းတဲ့ကနေကျူလိုက်ပါတယ် MPP လမ်းအောင်တောင်းကိုတော့ grow ရဲ့ quality skin တိုက်တဲ့ skin ကတော့ရောက်ရှိလို့လာပါပြီဗျာကျွန်တော်ရဲ့တူ skin reaction လေးတွေလုပ်ကြည့်အောင်ဗျာဒီကောင်လမ်းလျှောက်တာကြီးကွက်တော့အောင်မှာတင်မိုးကြီးထမ်းပြီးသွားတာတော့ပေးရတဲ့ skin ဈေးထဲမှာတန်တယ်လို့ကျွန်တော်မြင်နေဒီ skin မှာအကြိုက်ဆုံး offer ဖြစ်တဲ့ face gear ခုတ်တာဗျာလေလားကော face gear ခုတ်တာလေတင်မိုးကြီးနဲ့ထောင်းထိလိုက်တဲ့အချိန်မှာတော်တော်လေးလှတယ်ပြောကြရင်သူ့ရဲ့ skin budget မှာဆိုရင်လေသူဝိုင်ဝါတဲ့အချိန်မှာခရဲအောင် skin budget ပေါ်မှာလေပြန်ပြီးတော့အစိမ်းရောင် lighting လေးထည့်ပြီးတာတော်တော်လေးလှတယ် skin 1 budget ရိုက်တာကတော့သူ့ရဲ့ဗျာသေးလားပုံမှန် budget အတိုင်းလေးပဲအရင်ကြီးတော့မပြောင်းလဲသွားဘူးဒီ skin မှာအတန်ဆုံး skin ဖြစ်တဲ့ skin 2ကတော့တင်မိုးကြီးလေးပေါ်မှာအဲ့မှာပေါ်နေတာကြီးကတော့လှတယ် skin 3 anti-make ကတော့တိတ်မလာဘူးပေါ့နော်ကဲ skin 2နဲ့တင်တန်နေတဲ့ skin တကောင်ကို diamond 3500တွေနဲ့ဖောက်မယ်ဆိုရင် brother တို့ရလောက်မယ်ကျွန်တော်တို့ဒီ skin ကိုဝယ်သိတယ်လို့ထင်တယ် template ကတယောက်အနေနဲ့ဒီ skin ကမရှိမဖြစ်ဝယ်ထားတဲ့ skin မှာကြည့်ကဲကျွန်တော် reaction လို့ကြိုက်တယ်ဆိုတော့ like and follow လေးလုပ်ခဲ့ပေးပါဦးနောက် video များမှာပြန်တွေ့ပါမယ်ကျွန်တော်တို့ pay 9 season 22 DB ဖြစ်ပါတယ်